အားလုံးပဲမင်္ဂလာပါရှင်တောင်ဝနကဆင်ရွှေသနာဆိုင်မှာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမမေဒီနေ့ပြသပေးမှာတော့ချစ်စရာကောင်းတဲ့ 80K ကိုကာလာဆက်ချုပ်လေးပဲဖြစ်ပါတယ်ဒီတကုန်းနဲ့တစ်ထည်လေးဖြစ်တဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါနောက်ဆုံးပြသပေးမယ့်ဂျိုလီကတော့အရန်အောင်မှချစ်ဖို့ကောင်းပါတယ်သူဆိုရင်ဒက်ဂရန်ဂျော်လေးနဲ့တစ်ထည်လေးဝတ်ချင်တဲ့အသေးလေးအတွက်အရန်လှပါတယ်ဆွေသွင်းပုံစံဂျိုလီပါအရန်လှတဲ့ဂျိုလီပါရှင်အရန်လှပါတယ်ဒီဂျိုလီဆိုအရန်လှတဲ့ဂျိုလီပါသူဆိုရင်16လမှဖြစ်ပြီးတော့ဂရန်ချိန်လေးကဒက်ဂရန်ဂျော်လေးပဲရှိပြီးတော့အရန်လှတဲ့ဂျိုလီပါရှင်လောက်ကမလို့ပဲနဲ့တချို့တဲ့စတိုင်းကြံဆွဲချင်တဲ့တဲလေးတွေလည်းအရန်အောင်မှလှတဲ့ဂျူလီပါရှင်အရန်လှပါတယ်ဂျူလီဆိုလည်းအရန်လှတဲ့ဂျူလီပါသူဆိုရင်ချစ်စရာကောင်းပြီးတော့18လက်မလေးပါ18လက်မဂျူလီပါရှင်18လက်မဂျူလီပါညာလေးဆိုရင်ဒက်ဂရန်ဂျော်နဲ့အရန်လှပြီးတော့ဝင်ကပါဂျူလီပါရှင်အရန်အောင်လှပါတယ်သူဆိုရင်သူနဲ့လိုက်တဲ့ဟန်ချင်းလေးလည်းရှိပါတယ်အရန်လှတဲ့ဂျူလီပါရှင်အရန်အောင်မှလှပြီးတော့ချစ်ဖို့ကောင်းပါတယ်ထထလေးနဲ့ဒက်ဂရန်ဂျော်နဲ့ဝှချင်တဲ့တဲလေးတွေဒီဂျူလီအရန်ဆင်ပြေပါတယ်ရှင်အရန်လှပါတယ်အောင်မီးစစ်ပြီးရင်ဂျိုလီပါရန်လာတဲ့ဂျိုလီပါရှင်ဂျိုလီဆိုရင်ချစ်စရာကောင်းပါတယ်ဒီတကယ်လေးနဲ့ဝတ်ချင်တဲ့တဲလေးအတွက်အရန်စီနေပါတယ်ဂရန်ချင်းလေးကဒက်ဂရန်ကြောနှစ်ဂရန်ဝန်းချင်တဲ့အရန်အောင်မှလှပြီးတော့အရှိလေးကတော့18လက်မှပါရှင်အရန်လာပါတယ်မီလို့ရှိမှဆိုတဲလေးတို့ရေ 80K အားဆိုရင်လဲရောင်းတပါတယ်ရှင် 80K ကလဲရည်30ရောင်း15ရာခိုင်နှုန်းပဲဖြစ်ပါတယ်ရှင်ဆိုရင်အရန်လှပါတယ်စစ်တင်ဂျိုးလေးပါသူဆိုရင်ဂရန်ချင်းလေးနည်းနည်းလေးနဲ့အရန်လှပါတယ်ဒက်ဂရန်မပြေဘဲနဲ့ချစ်စရာကောင်းပြီးတော့အရန်လှတဲ့ဂျိုးလေးပါရှည်လေးက18လက်မှခွဲပါအရန်လှပါတယ်မိသက်တာပြီးတဲ့ဂျိုးလေးတွေကိုချိန်နေတက်တယ်ဆိုရင်မင်းတို့ရဲ့တော်နကားပြမစင်တာမှာလည်းစကွတ်ရှော့ပြပြီးတော့လိုင်းအားပေးဝယ်နိုင်တို့မင်းတို့ရဲ့ Viber ဖုန်းနံပါတ်2920 3498မှာလည်းလိုင်းအားပေးဝယ်နိုင်ပါတယ်ရှင်မင်းတို့ရှိမှဆိုရင်ဆိုင်ကိုကိုတိုင်းကိုကြလာမွန်တဲ့ customer တွေမင်းတို့ကနေ့စဉ်ဗီဒီယိုလေးတင်ဆက်ပြီးမှဟုတ်လို့မင်းတို့ရဲ့ page ကိုလည်း like follow လုပ်ထားဖို့မမေ့နဲ့တော့တဲလေးတို့ကြီးဒါအပြင်ကြည့်ချင်တာလေးရှိရင်မင်းတို့ရဲ့ပုံမှန်မှာမှန်ပြီးတော့ပြခိုင်းနိုင်မှာတဲလေးတို့ကြီးမင်းရဲ့ဗီဒီယိုလေးကိုစောင့်ကြောက်ကြည့်ရှုပြီးတဲ့ customer တယောက်ချင်းကြည့်ကြလို့မရကျေးဇူးအများကြီးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေရှင်